လောကမှာစကားလေးတစ်လုံးရှိတယ်နေခြင်းမမြဲသိခြင်းမြဲ၏နေခြင်းအမြဲရလားမြဲပါဘူးဗျာသိခြင်းတရားကတော့မြဲပါရဲ့ဗျာဘယ်သူမှရှောင်လို့မရဘူးဒါကြောင့်မို့လို့နေရတဲ့အခိုက်လေးမှာအကောင်းဆုံးဖြစ်အောင်နေသွားဖို့လူတိုင်းအတွက်ဘယ်လိုအပ်လားမှန်ပါရဲ့ဗျာအကောင်းဆုံးဖြစ်အောင်နေသွားမှာပြန်ဆရတဲ့ဘဝတည်တည်မှာလည်းပဲကောင်းရမွန်ရဆိုတဲ့သူဂတိကိုရောက်နိုင်ပါလိမ့်မယ်ဒါကြောင့်မို့လို့ဒီကနေ့တို့ရသားတွေအားလုံးတရားဓမ္မတွေအားလုံးမိမိတို့ရဲ့စိတ်ကလေးကိုအကောင်းဆုံးဖြစ်အောင်ပြုပြင်လို့ဘဝလက်ကျန်အချိန်တွေမှာကိုယ့်ရဲ့စိတ်ကလေးဟာသူတော်ကောင်းစိတ်ကလေးတွေနဲ့မွေးလို့သူတော်ကောင်းတရားနဲ့ပျော်မွေ့လို့သူတော်ကောင်းအလုပ်တွေနဲ့ပျော်မွေ့ပြီးအကောင်းဆုံးဖြစ်အောင်နေထိုင်ကျင့်သုံးခြင်းဖြင့်ဘဝတန်တရာခရီးဆက်ကြရတဲ့အခါမှာလည်းပဲလက်ရှိဘဝထက်မြင့်ရာမြတ်ရာကောင်းရာမွန်ရာဘဝတွေကိုရရှိရောက်ရှိပြီးနောက်ဆုံးဘုနာတိယေဒုက္ခဘေးတို့ရဲ့အပြီးတိုင်ကင်းဝေးရာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြပါစေလို့အဲဒီလိုရည်ရွယ်ပြီးတော့ဟောကြားအပ်တော်တရားတော်ဖြစ်ပါတယ်အကောင်းဆုံးဖြစ်အောင်နေသွားပါတရားတော်ဘာတရားလဲလေအကောင်းဆုံးဖြစ်အောင်နေသွားပါတရားတော်ပါဗျာဒီတရားဒေသနာတော်ကိုရှိဖို့စွာအနန္တောနန္ဒဘာဝကိုယောသိမြတ်တို့လက်စေပြထိတ်မှမူ၍ရှိကိုပူဇော်ခြင်းဖြင့်ဓမ္မသဘင်စတင်ကြရအောင်အာလောပရိသတ်ဤတည်းရဲ့တိုင်းဆိုကြဗုဒ္ဓဂုဏ်တော်ဗုဒ္ဓဂုဏ်တော်အင်္ဂါမြောပူဇော်ပါ၏အရှင်ဘုရားပူဇော်ပါ၏အရှင်ဘုရားတည်းရဲ့ဆိုကြဗုဒ္ဓဂုဏ်တော်အင်္ဂါမြောပူဇော်ပါ၏အရှင်ဘုရားဓမ္မဂုဏ်တော်အင်္ဂါမြောပူဇော်ပါ၏အရှင်ဘုရားဓမ္မဂုဏ်တော်အင်္ဂါမြောပူဇော်ပါ၏အရှင်ဘုရားမိဘဂုဏ်တော်အင်္ဂါမြောပူဇော်ပါ၏အရှင်ဘုရားဆေယဂုဏ်တော်အင်္ဂါမြောပူဇော်ပါ၏အရှင်ဘုရားအာလုံတော်တရားရှိခင်သူတို့စင်ပေါင်းတို့ယခုအချိန်မှာစတင်ပြီးမိမိတို့လိုလားမြတ်သောဣရိယာပုတ်၏ဘုရားရှင်တော်မြတ်ဘုရား၏တရားဓမ္မများကိုယုံသိသောဘာဝတရားရှိထားလို့မှတ်သားစွာနာကြားနိုင်ကြပါပြီဒီနေ့ညစေရင်ပါတဲ့ဓမ္မသဘင်မှာတရားကိုရှင်းရင်တရားကိုမြတ်တို့တရားကိုအစဉ်သဖြင့်အားကိုးပြီးတရားနဲ့ဝိလျောတရားနဲ့ပျော်ကြတယ်သူတော်စင်သူတော်ကောင်းအပေါင်းတို့အတွက်ဟောနာကြည်ညိုကြဖို့တရားကောင်းစင်တွေပေးထားတာကအကောင်းဆုံးဖြစ်အောင်နေပါတရားတော်အားလုံးမှတ်မိအောင်ပြန်ပြောပါဦးအားလုံးဖြစ်အောင်နေပါတရားတော်ပါဗျာအဲ့တော့အကောင်းဆုံးဖြစ်အောင်နေသွားပါဆိုတော့ရှင်ဘုရားလူကြီးတော်တို့ဘယ်လိုနေရမလဲလို့မေးစရာရှိတာပေါ့ဒီမှာဘုရားမြတ်စွာဘုရားကနေနည်းနဲ့ဟောခဲ့တယ်သိနည်းလည်းဟောခဲ့တယ်နေရေးသိရေးနောင်ရေးကောင်းဖို့အရေးသုံးပါးလုံးကောင်းဖို့မြတ်ဗုဒ္ဓကဟောကြားတော်မူခဲ့တယ်အဲ့တော့နေတဲ့အခါမှာဘယ်လိုနေမလဲအပြည့်ကင်းအောင်နေရမယ်ပေါ့ပြိဿရေဘယ်လိုနေရမလဲအပြည့်ကင်းအောင်နေရမှာပါဗျာကာယကံအပြည့်ကင်းပါစေဝစီကံအပြည့်ကင်းပါစေမနောကံအပြည့်ကင်းပါစေကံသုံးပါးလုံးအပြည့်ကင်းတန်ရှင်းစင်ကြယ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကိုပြန်တွေးကြည့်လိုက်စမ်းပါနောင်တရစရာတွေမရှိတဲ့အတွက်ကြောင့်ဝတ်သားစရာပါပဲပြောစရာကောင်းတဲ့ဘဝဆိုတာအပြည့်ကင်းတဲ့ဘဝကိုရည်ညွှန်းပါလေအဲ့ဒီလိုပြောစရာကောင်းတဲ့ဘဝတန်ရှင်းစင်ကြယ်တဲ့ဘဝမျိုးကိုပိုင်ဆိုင်ထားပြီဆိုလို့ရှိရင်ပြန်ဆက်ရတဲ့ဘဝတင်ပါလေပဲပြောစရာကောင်းတဲ့ဘဝမျိုးတွေကိုရောက်နိုင်တယ်လို့ဘုရားမြတ်စွာဘုရားကဟောကြားတော်မူခဲ့တယ်ဣဒနန္တတိပစ္စနန္တတိတတပုံညောဥပယထနန္တတိပုံညမေကတတိနန္တတိပေယောနန္တတိသုဂတိကတော
တန်ရှင်းစင်ကြယ်သောကောင်းမှုတွေကုသိုလ်တွေပြုပြီးပြီလို့ကြွေးကြော်နိုင်ရပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရာဒီဘဝမှာလည်းပဲကိုယ်ကုသိုလ်တွေကိုပြန်တွေးစိတ်ရရတဲ့အတွက်ကြောင့်ဝမ်းသာစရာပျော်စရာကောင်းတဲ့ဘဝမျိုးပါပဲဓမ္မလောကနောက်ဘဝအတွက်လည်းပဲစိတ်ချရတဲ့အတွက်ကြောင့်ပျော်စရာကောင်းတဲ့ဘဝမျိုးကိုရနိုင်တယ်ပိဿုပန်ဓမ္မလောတတံသောဘဝတို့၌နိတ္တစရာပျော်စရာကောင်းတဲ့ဘဝမျိုးကိုရနိုင်တယ်ဘာဖြစ်လို့လဲသူဟာကာယကံဝစီကံမနောကံအပြည့်၃ပါးလုံးတန်ရှင်းစင်ကြယ်လို့နေတယ်ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာရင်လည်းပဲပုံဉ္ဇဉ်ပေကတံငါသည်ကံစွမ်းနိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုစိတ်ထဲမှာအာရလာအောင်ကျေနပ်လာအောင်ပြုပြီးပြီလို့အဲဒီလိုကြွေးကြော်နိုင်တဲ့အတွက်ကြောင့်ဤကဲ့သို့ကုသိုလ်ကောင်းမှုတွေနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေဟာအပြည့်ကင်းတန်ရှင်းစင်ကြယ်နေတဲ့ပုဂ္ဂိုလ်တွေဟာဥပယတဤလောကနောင်လောကတခုသောဘဝတွေမှာမောရတိပမောရတိမွေးလျော်နှင့်ချ၏အထုပင်လျင်ပျော်ပိုက်နိုင်တော့သည်ရသောဘဂဝါဘုံတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်သည်အဝေါစာကရုဏာရှိရှုဟောကြားတော်မူခဲ့ပါ၏တည်းအကောင်းဆုံးဖြစ်အောင်နေသွားပါဆိုတဲ့ကောင်းစဉ်ဖြင့်ဟောကြားမဲ့တရားကိုဦးဇင်းတို့ဒေသနာတော်မှတ်တမ်းဤကဲ့သို့တင်လိုက်ပါတယ်ဘုရားမြတ်စွာဘုရားဟောတော်မူတဲ့ဒေသနာတော်ဟာကတပုံညကောင်းမှုဆိုရင်ပြုပြီးပြီလို့ကြွေးကြော်နိုင်ပြီဆိုရင်တဲ့ဒီဘဝနောင်ဘဝစိတ်ရရပြီးတော့နေရည်သိရည်နောင်ရည်အရေး၃ပါးလုံးကောင်းသွားမယ်တဲ့အဲ့တော့ပြိဿကြီးအပြေကပါလဲဆိုရင်ကုသိုလ်နဲ့ပတ်သက်လာရင်စိတ်ထဲမှာအာရကျေနပ်တော့အောင်ပြုပြီးပြီလို့လက်မထောင်ပြီးကြွေးကြော်နိုင်အောင်လုပ်ထားတဲ့အလုံးပြိဿရဲ့သဘောပေါက်ပါသေတာဆိုလို့ရှိရင်တို့အကောင်းဆုံးဖြစ်အောင်နေသွားမယ်ဘယ်နေရာမှာပဲနေနေဘယ်နေရာမှာပဲရောက်ရောက်ဘာလုပ်ပဲလုပ်မှတ်ထားမှတ်ရမယ်စကားလုံးလေးပြောပါပြီကုသိုလ်ရအောင်လုပ်ရမယ်ဘယ်လိုလုပ်ရကုသိုလ်ရအောင်လုပ်ရမှာစီဝါရေးလုပ်ရင်ရောကုသိုလ်ရအောင်လုပ်လို့မရဘူးလားဘာသာရေးလုပ်ရင်ရောကုသိုလ်ရအောင်လုပ်လို့မရဘူးလားဒီပရာဇိတမြတ်ဒါနရရွာအကျိုးသာသနာအကျိုးနိုင်ငံတော်ရဲ့အကျိုးဘာသာသာသနာအကျိုးတိုင်းကျိုးပြည်ကျိုးခொနည်းသာသမီအကျိုးအများကောင်းကျိုးဘယ်နေရာမှာပဲလုပ်လို့တဲ့ကုသိုလ်ရအောင်ကုသိုလ်စိတ်တွေနဲ့ဟုတ်လားအလုံးလုံးလို့မရဘူးလားမရပါဘူးဗျာဒါဆိုရင်ပတ်စံတော်မှာရတာမဟုတ်ဘူးကိုယ့်ရဲ့ဟုတ်လားကာယကံမှုခြေလှုပ်တိုင်းလက်လှုပ်တိုင်းခန္ဓာကိုယ်ကြီးလှုပ်ရှားနေတိုင်းကုသိုလ်စိတ်တွေပါနေရမယ်ဟောဒီပါဇက်ကပြောတိုင်းကုသိုလ်စိတ်တွေပါနေရမယ်စိတ်ကကြံစီတိုင်းကုသိုလ်စိတ်တွေပါနေရမယ်လုံးတတ်ဖို့ပဲလို့တယ်အရင်နည်းဆိုတာဟုတ်လားလှုပ်ရှင်တဲ့စိတ်နဲ့လှုပ်တတ်ဖို့ပဲလို့တယ်ပြန်နှောင်းလိုက်အရင်နည်းဆိုတာလှုပ်တတ်ဖို့နဲ့လှုပ်ရှင်တဲ့စိတ်ပဲလို့တယ်ဒါကုသိုလ်ရဖို့အရင်နည်းပဲတပည့်တော်တို့ဘုရားတနေ့လုံးမှတနေ့စာပြင်ပန်းလိုက်တာဆင်းရဲလိုက်တာကုသိုလ်တော်ရမှာမဟုတ်ပါဘူးလို့မတွက်နဲ့တိလှုပ်ခြင်းတဲ့စိတ်နံပါတ်1ကလှုပ်ခြင်းတဲ့စိတ်နှစ်ကလှုပ်တတ်ဖို့လိုတယ်နှစ်ကပါလေလှုပ်တတ်ဖို့လိုတယ်ဒီမှတ်တာပါအလုံးသားတို့သမီးတို့ကစာကုန်မှတ်တာပါတိကလှုပ်ခြင်းတဲ့စိတ်နှစ်ကလှုပ်တတ်ဖို့လိုတယ်အဲ့ဒါကအရင်ကြီးပဲလှုပ်ခြင်းတဲ့စိတ်ရှိရင်ကုသိုလ်လိုချင်တဲ့စိတ်ရှိရင်ဒါကုသိုလ်ရအောင်လုပ်တော့မယ်အဲ့တော့ကုသိုလ်ရအောင်လုပ်တတ်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းဟာဘာဖြစ်သွားမလဲကုသိုလ်တွေကြီးပဲကာယကံလှုပ်ရှားမှုမှာလည်းပဲကုသိုလ်နှုတ်နဲ့ပြောတော့လဲကုသိုလ်စိတ်ထဲကကြံစီတော့လဲကုသိုလ်ဒီပြိဿကြီးမကောင်းဘူးလားကောင်းပါရဲ့ဗျာကုသိုလ်ဒီသာလည်းနောက်ဆုံးတော့ဘဝအတွက်အာဟုစရာမလားမှန်ပါပါဗျာကိုယ်ပိုင်တဲ့စည်းစိမ်နေအိမ်နေကြောင်းနေဝင်းနေခြံနေတိုက်နေဒါတွေယူသွားလို့ရလားမရပါဘူးဗျာမရဘူးအဲ့ဒီရဲ့အပေါ်မှာကုသိုလ်ဖြစ်အောင်လုပ်ပြီးတော့ယူသွားသဘောမဲ့ဆိုကြပါစို့ဟောဒီခန္ဓာကိုယ်ကြီးကိုယဉ်ပြီးဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေရအောင်လုပ်ပြီးတော့ယူသွားဒီခန္ဓာကိုယ်နဲ့ရှာလို့ပွေလို့ရရှိတဲ့ပစ္စည်းဥစ္စာတွေဓ
ဒါတွေကိုပေကံလူတန်းဆွန်ကျဲပြီးဒါနဖြစ်အောင်လုပ်ပြီးကုသိုလ်တွေရအောင်လုပ်ယူသွားမရဘူးလားရပါတယ်ရတယ်အဲ့ဒါကြောင့်မလို့ဟုတ်လားဦးဇင်းတို့လည်းပဲမမောနိုင်မပန်းနိုင်တဲ့နေ့စဉ်ရက်ဆက်ဘာသာသာသနာအတွက်မှတ်တိုင်တစ်ခုကြံရင်ပါစေဆိုပြီးအဲ့ဒီစိတ်နဲ့လောကအတွက်သာသနာအတွက်ဆိုပြီးတော့ဦးဇင်းတို့ဟုတ်လားအာကုံကြိုးပမ်းအမှုတော်ထမ်းနေရတာမှန်ရလားမှန်ပါဗျာယူသွားလို့ရတာကကုသိုလ်ပဲယူသွားလို့ရတယ်ဟုတ်လားပိုင်ဆိုင်မှုတွေယူသွားလို့ရသလားမရပါဘူးဗျာတာကြီးတွေအိမ်ကြီးတွေကျောင်းကြီးတွေယူသွားလို့ရသလားမရပါဘူးမရဘူးဒီပေါ်မှာထားတဲ့စေတနာဒီပေါ်မှာထားတဲ့မေတ္တာအဲ့ဒီကုသိုလ်တွေကတော့ပြိတ္တကြီးယူသွားလို့မရဘူးလားမရပါဘူးဗျာရတယ်ဒါကြောင့်အကောင်းဆုံးဖြစ်အောင်နေသွားပါဆိုတာနေတဲ့အခါမှာလည်းကုသိုလ်ရအောင်နေပြောရင်လည်းကုသိုလ်ရအောင်ပြောလုပ်ရင်လည်းကုသိုလ်ရအောင်လုပ်ဟောလုံးရှင်တဲ့စိတ်နဲ့လုံးတတ်ဖို့ပဲလိုတယ်ကဲအားလုံးပြိဿကဦးစိန်ကိုလုံးရှင်တဲ့စိတ်ကလေးပေးပါလုံးတတ်အောင်ဦးစိန်ကသင်ပေးမယ်မှန်ပါဗျာဟုတ်ပြီလားမှန်ပါဗျာလုံးရှင်တဲ့စိတ်ကလေးတော့ပေးရမယ်နော်မှန်ပါဗျာလုံးရှင်တဲ့စိတ်ကလေးတော့လှူရမယ်နော်မှန်ပါဗျာကဲဒီမှာလုံးတတ်အောင်သင်ပေးပြီဟုတ်လားဘယ်လိုလုပ်ရမလဲဗျာပြောပြီးပါပြီကိုလုံးတဲ့လုပ်ငန်းရဲ့အပေါ်မှာမေတ္တာဘလောက်ပါတယ်ဒါလေးကိုထည့်ပြီးစေတနာဘလောက်ပါတယ်ကြည်မေတ္တာများများပါအောင်လုပ်စေတနာများများပါအောင်လုပ်အဲ့ဒါဆိုလို့ရှိရင်ကိုလုံးသမျှကာယကံပြောသမျှဝစီကံကြံစည်သမျှမနောကံအဲ့ဒီကံသုံးပါးလုံးမှာအပြည့်ကင်းတန်ရှင်းစင်ကြယ်လို့ကုသိုလ်တွေဖြစ်မသွားဘူးလားဖြစ်ပါပါဗျာကုသိုလ်ရဲ့သဘာဝတတ္တိကကောင်းကျိုးပေးတာလားမကောင်းကျိုးပေးတာလားကောင်းကျိုးပေးတာပါဗျာဒီကောင်းကျိုးပေးတာဒါကြောင့်မလို့ဘုရားမြတ်စွာဘုရားကတတ္တပုံညောကောင်းမှုဆိုရင်ပြုပြီးပြီလို့ကြွေးကြော်နိုင်ရပြီဆိုရင်ဣဒ္ဓနန္တတိဤဘဝမှာလည်းပဲပျော်စရာနှစ်သက်စရာကောင်းတဲ့ဘဝမျိုးပါဘာဖြစ်လို့လဲကိုယ်ကုသိုလ်ကိုပြန်တွေ့စိတ်မရရဘူးလားမရပါဘူးဗျာအပြစ်တွေနဲ့အကုသိုလ်တွေနဲ့လွန်ကျူးမှုတွေဆိုလို့ရှိရင်ပြန်တွေ့ရင်စိတ်မရရဘူးနောင်တလေးနဲ့ပူနေလိမ့်မယ်ဒါကြောင့်ယခုဒီမှာတော့ကုသိုလ်ကောင်းမှုတွေကိုပြန်တွေ့စိတ်ရပါပြီအဲ့ဒီကုသိုလ်တွေရဲ့ကောင်းကျိုးတွေကလည်းပဲတမန်တော်မှာကောင်းရာသူကလေးကိုပို့ပေးမှဖြစ်တဲ့အတွက်ကြောင့်နောင်ရေးအတွက်လည်းပဲဟုတ်လားစိတ်မရေးရဘူးလားမရေးရပါဘူးဗျာအဲ့တော့အကောင်းဆုံးဖြစ်အောင်နေသွားရင်နေရေးသေရေးနောင်ရေးအရေးသုံးပါမကောင်းနိုင်ဘူးလားကောင်းနိုင်ပါရဲ့ဗျာဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကပုံညာမင်းကတံမေဃအိပုံညာကောင်းဖို့ဆိုရင်ကတံပြုပြီးပါပြီကုသိုလ်နဲ့ပတ်သက်လို့ခြေခြေနဲ့နဲ့ကြီးအာဘာတရားဖြစ်အောင်ပြုပြီးပါပြီလို့ကြွေးကြော်နိုင်ရပြီဆိုရင်ဥပယတာဤလောကနာမကတကုသောဘဝတွေမှာမောရတိမမောရတိဝိတယောနေချိုင်ပျော်ပိုက်နိုင်တော့ဒီရလို့ဘဂဝါဘုရား၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်သည်အဝဇ္ဇကရုဏာရှိရှုဟောကြားတော်မူလေပါမေတည်းဒါဆိုရင်ပြိဿပေါင်းသူတော်ကောင်းတို့လောက်ွက်ကလေးနားလည်သွားပါပြီ။ဘာပဲလုပ်လို့မေတ္တာစေတနာထည့်ပေးပါ။ပြိဿကြီးဘာထည့်ရမလဲ။မေတ္တာစေတနာထည့်ပေးရပါဗျာ။လုပ်ချင်တဲ့စိတ်ကလေးဦးစိန်ကိုပေးလို့ရမယ်နော်။မှန်ပါဗျာ။ယခုလုပ်တတ်ဖို့သင်ပေးပြီးစီးပွားရေးလုပ်ဈေးအောင်ဈေးဝယ်ပဲလုပ်လကစားပဲလုပ်ဘာပဲလုပ်ကိုလုပ်တဲ့အပေါ်မှာဘာထည့်ပေးရမေတ္တာစေတနာထည့်ပေးရမယ်အဲ့ဒါဆိုလို့ရှိရင်ကဲဈေးရောက်ရင်ရောကုသိုလ်မရဘူးလားရပါတယ်ဗျာအလုပ်လုပ်ရင်ရောကုသိုလ်မရဘူးလားရပါတယ်ဗျာရတယ်တို့လည်းပဲဟုတ်လားတရားဟောဘယ်နေရာရောက်ဦးဇင်းရဲ့ဆရာတော်ကြီးတွေကလည်းပဲဆုံးပါတယ်ငါတို့ပဲတရားဟောဓမ္မဂရိကဆိုတာအခြားဘာမှမကြည့်နဲ့ွယ်တရားတော်နဲ့လာရောက်ကြတဲ့အားလုံးရဲ့ပေါ်မှာမေတ္တာပွားလို့စေတနာတွေထားလို့ဘုရားမြတ်တရားရဲ့တရားဓမ္မအသိဉာဏ်တွေသူတို့ရဲ့နှလုံးသားမှာကိန်းဝင်ပြီးတော့အေးချမ်းကြပါစေအဲ့ဒီလိုမေတ္တာမျိုးနဲ့ကိုသိတဲ့တရားလေးတွေကိုဖြန့်ဝေပေးအဲ့ဒီဓမ္မဒေသနာကုသိုလ်ကြီးကိုရင်ဝင်မှာပွေ့ပိုက်ပြီးတော့ပြန်လာတဲ့တို့များတာရုခေါ်မယ်။ဒါပြိတ္တကြီးဒါကြောင့်မလို့ကိုလုံးတဲ့အလုပ်ရဲ့ပေါ်မှာဘာပဲလုပ်လို့မေတ္တာစေတနာထည့်ရမယ်
ဘာထက်ရမေတ္တာစေတနာထက်ရပါဗျာဒီဒါကြောင့်မလို့ဈေးရောက်ရင်လည်းမေတ္တာစေတနာထက်ကုသိုလ်မရဘူးလားရပါတယ်ဗျာအလုပ်လုပ်ရင်လည်းမေတ္တာစေတနာထက်ကုသိုလ်မရဘူးလားရပါတယ်ဗျာဒီဝေယဝိသလုပ်ရင်လည်းမေတ္တာစေတနာတွေထက်ကုသိုလ်မရဘူးလားရပါတယ်ဗျာမေတ္တာနဲ့စေတနာဒါဟာလိုရင်းပဲအဲ့တော့မေတ္တာနဲ့နေရင်ထပ်ဖြစ်စေတနာနဲ့နေရင်ထပ်ဖြစ်အလူဝတ္ထုနဲ့တာများတာအဓိကမဟုတ်ဘူးမေတ္တာစေတနာဟာအဓိကပဲကုသိုလ်ဆိုတဲ့ချိန်လေးမှာဝတ္ထုတွေငွေကြေးတွေဒါတွေနဲ့ချိန်ရတာမဟုတ်ဘူးမေတ္တာနဲ့ချိန်ရမယ်စေတနာနဲ့ချိန်ရမယ်ဆိုကြပါစို့ပြိဿကြီးစေတနာတရားသားဆိုရင်ကုသိုလ်တရားသားစေတနာ30သားဆိုရင်ကုသိုလ်30သားပဲစေတနာတပိဋ္ဌာဆိုရင်ကုသိုလ်တပိဋ္ဌာပဲနားလည်ပြီနော်ဒီအဲ့ဒါကြောင့်မလို့ယခုဘုံဘုံပြန်ပြောပါမယ်အားလုံးလုံးချင်တဲ့စိတ်ကလေးပဲဘုံဘုံကိုပေးလူပါလုံးတတ်ဖို့ရန်အတွက်ယခုသင်ပေးလိုက်ပါပြီဈေးပဲရောင်းဟုတ်လားကိုယ့်ရဲ့လုပ်ငန်းပေါ်မှာပဲဖြစ်ဖြစ်လာကစားဝန်တန်းပဲဖြစ်ဖြစ်ဘာမင်းလုပ်လုံးတဲ့အပေါ်မှာဘာထည့်ပေးရစေတနာထည့်ရမယ်ပြီးတော့ဘာထည့်ရမေတ္တာထည့်ရမယ်ဦးဇင်းတို့ဒီနှစ်ချက်နဲ့ဟုတ်လားအလုံးလုံးနေရတာပါမှန်ကြရလားမှန်ပါဗျာကဲမေတ္တာဆိုတာဘာလဲအားလုံးချမ်းသာကြပါစေအားလုံးချမ်းသာကြပါစေအားလုံးအကောင်းနေဖြစ်ကြပါစေဒါကိုတတ်တယ်လို့ဘွားရနော်အေးအဲ့ဒါကိုဘာခေါ်လဲမေတ္တာလို့ခေါ်တယ်အဲ့ဒါကိုဘာခေါ်ပါလဲမေတ္တာလို့ခေါ်ပါဗျာအေးဒီနေရာမှာချစ်သူမုန်းသူရန်သူမိတ်ဆွေလူကောင်းလူဆိုသူတော်ကောင်းသူယုံမှာဟောလောကကြီးထဲမှာတော့တရုပ်ပွဲကြည့်လိုက်ရင်နော်ကိုလိုင်းနဲ့ကိုပဲအာဟုသို့လိုင်းပေါ်ကနေပြီးတော့တဆင့်အပယ်ငရဲအဝိဇိတိဒါတလိုင်းကုသိုလ်လိုင်းပေါ်ကနေပြီးတော့သုတတိနိဗ္ဗာန်တိကတလိုင်းဒီကနေ့လိုင်းပေါ်တက်ပြီးတော့ပြောနေကြလို့အဲ့ဒီလိုခင်မိအောင်ပြောပြရတာဟုတ်လားနော်အေးအာဟုသို့လိုင်းပေါ်ရောက်သွားရင်ဘယ်တိရောက်အဝိဇိအခုတော့လိုင်းပေါ်ဆိုလို့ရှိရင်သုဂတိနိဗ္ဗာန်ဒါကိုလိုင်းနဲ့ကိုပဲဒါကတော့ရှိတုံးတွေကဘုရားတစ်ထက်ဘုရားမပွင့်ခင်တည်းကဒီလိုရှိနေတာပဲအဲ့ဒါကြောင့်မလို့တို့သူတော်ကောင်းများမိုက်တဲ့လူကိုကြည့်ပြီးတော့ကိုပါသွားပြီးတော့မမိုက်နေနဲ့နောက်ဆုံးတော့လည်းပဲသူလန်းသူသွားကိုလန်းကိုသွားရတာပဲမှန်ရလားမှန်ပါဗျာသူ့ကိုပြောမနေနဲ့တော့ရှင်းကိုပြောမနေနဲ့တော့ဟုတ်တယ်မလားမှန်ပါဗျာကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကသူ့အတွက်နော်အလဟတအချိန်တွေအကုန်လုံးနဲ့မပေးလိုက်နဲ့တော့မှန်ပါဗျာရှင်းတယ်မဆရာတော်ကြီးတို့ကဆွမ်းဉဏ်ဘုံဉဏ်လေးတွေနေပြီးတော့အเจ้าမှာရှိတဲ့ခွေးလေးတွေကိုကျွေးတာခွေးဆိုတဲ့တရားဝါကကိုယ်ခွက်တဲ့စားယုံနဲ့မကျေနပ်ဘူးလေနော်အဲ့ဒါသူများခွက်တဲ့လာပြီးတော့လူတာပဲမဟုတ်လားကိုယ်ခွက်နဲ့ကိုကျွေးလည်းပဲဟုတ်လားတကယ်တည်းနဲ့လူတာပဲမဟုတ်လားအဲ့တော့ဆရာကြီးကအဲ့ဒါဒီဘက်ခွက်လည်းထဲကျွေးဟိုဘက်ခွက်လည်းထဲကျွေးထဲကျွေးတဲ့အခါမှာခွေးဆိုတဲ့သဘာဝကကိုယ်ခွက်ကိုမစားဘဲနဲ့ဟိုဘက်ခွက်လာပြီးတော့လူတကယ်တည်းနဲ့ကြိုက်တော့ဆရာတော်ကြီးလည်းပုထုဇဉ်ကိုပုထုဇဉ်ဆိုတော့တေဒီခွေးတယ်ဆိုပြီးတော့ဒေါသထွက်ပြီးတော့အဲ့ဒီမှာနော်အဲ့ဒီမှာသမင်းစလုံးကြီးနဲ့ပေါက်လို့အဲ့ဒီမှာသူတော်ကောင်းဆိုတော့ဖြတ်တဲ့တတိယဒေါသကိုရှေ့တိုးမခံတော့အမလီတော်သေးတယ်၅ပါး၃ကောင်ဖြစ်တော့မလို့သူတော်ကောင်းဆိုတာအချိန်ပြီးတတိနဲ့တတ်နိုင်သွားတယ်မှတ်ထားနော်အေးလောဘတွေသိကြည့်လိုက်ရင်အချိန်ပြီးတတိနဲ့တတ်နိုင်ပါစေဒေါသတွေထွက်လာရင်အချိန်ပြီးတတိနဲ့တတ်နိုင်ပါစေဒီနေရာမှာပြောထားပါမယ်မာတို့ထွက်မှန်တို့ထွက်တဲ့ဒေါသမို့ထွက်မထွက်တဲ့ဒေါသမို့ထွက်ဒေါသကအယောင်ပြောင်းပြီးနိဗ္ဗာန်မို့လည်းလို့မရှိဘူးသဘောပေါက်လားဒေါသထွက်ရင်ငရဲပဲဖြစ်တဲ့လို့ဖြစ်တဲ့ဒေါသကလည်းဘယ်ဖို့ငရဲပုံမှာမဖြစ်တဲ့မဲနဲ့ထွက်တဲ့ဒေါသကလည်းဘယ်ဖို့ငရဲပုံမှာနေဒါကြောင့်မလို့ဟုတ်လားဘယ်ဒေါသဖြစ်ဖြစ်ငရဲပို့တာဘယ်လောဘဖြစ်ဖြစ်ပိတ်တာဘဝပို့တာဘယ်မောဟဖြစ်ဖြစ်တိရစ္ဆာန်ဘဝပို့တာအဲ့တော့လောဘဒေါသမောဟဒါတွေကိုကိုယ်စိတ်ကိုလာပြီးမပူးပေါင်းရအောင်အကောင်းဆုံးဖြစ်အောင်နေသွားရမှာဟုတ်ပြီလား
အဲ့တော့တစ်ဖက်ကကုသိုလ်ကောင်းမှုတွေပြည့်စုံအောင်စုဆောင်းရမယ်ဘယ်လိုစုဆောင်းမလဲကိုယ့်ရဲ့လုံသမျှစီးပွားရေးပဲလုံလက်မှုပညာစက်မှုပညာဘာပဲလုံဟုတ်လားသာသနာရေးဘာသာရေးကုသိုလ်ရေးဘယ်နေရာမှာပဲလုံမေတ္တာဘယ်လောက်ပါတယ်လဲကိုယ့်ကိုယ်စေတနာဘယ်လောက်ပါတယ်လဲကိုယ့်ကိုယ်စေဒါအကောင်းဆုံးဖြစ်အောင်နေသွားတဲ့နည်းကိုသင်ပေးတာနော်အေးဟုတ်ပြီတစ်ဖက်ကမေတ္တာစေတနာတွေပြည့်ဝအောင်ဖြည့်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြည့်စုံအောင်လုပ်ပါတစ်ဖက်ကပုထုဇဉ်တို့သဘာဝဖြစ်တဲ့ဖြစ်တာရှိတဲ့လောဘဒေါသမောဟဒါကိုစိတ်မှလာပြီးမပေါင်းမိအောင်သတိထားမပေါင်းမိအောင်ဘာလို့သတိထားပါဗျာငါလောဘတွေသိကြည့်နေပါလားသတိထားလိုက်ဒီလောဘကရပ်သွားရောဒေါသတွေသိကြည့်နေရင်သတိထားလိုက်ဒီဒေါသကဘာဖြစ်လဲရပ်သွားရောဟာမတိစိတ်မောဟတွေသိဖုံးလွှမ်းနေတယ်ဆိုလို့ရှိရင်သတိလေးထားပြီးတော့ရှင်းအောင်စဉ်းစားဆင်ခြင်ကြည့်လိုက်အဲ့ဒီမောဟတွေကပျောက်ွယ်သွားပြီးအသိဉာဏ်တွေလင်းလက်တောက်ပလာလိမ့်မယ်အဲ့ဒါဘဝအတွက်နေနီးဘဝအတွက်ဘာခေါ်လဲနေနီးပါဗျာနေနီးရရင်ဒီတိုင်းလေးပဲနေသွားဟောသိနီးကောင်းလည်းမရနိုင်ဘူးလားမသိမဲ့ပုဂ္ဂိုလ်ရှိရလားရှိပါဘူးဗျာအဲ့ဒါကထဲ့မပြောလို့မဖြစ်ဘူးမြတ်စွာဘုရားကဟုတ်လားသိခြင်းတရားကိုဆင်ခြင်ဖို့မဟောဘူးလားဟောပါတယ်ဗျာတို့လူတွေကသိခြင်းတရားဆိုလို့ရှိရင်အဲ့ဒါမိတ်ထားပြစ်ခြင်းနဲ့မိတ်လို့ရမလားမရပါဘူးဗျာမရဘူးဒါကြောင့်သိခြင်းတရားကိုဆင်ခြင်မှာသိမှကြိုတွေ့ကုသိုလ်ရေးမနှိမ့်ပြုထားပါအဲ့တော့သေဘောသေဝရောက်ပြီဆိုလို့ရှိရင်အာလုံးသောသူတော်ကောင်းများတယောက်တည်းသွားရမယ်ခရီးဗျာဘယ်နှယောက်သွားရအဲ့ဒီတယောက်တည်းသွားရမယ်ဒီမှာကိုပြုတဲ့ကုသိုလ်ကလွယ်ရင်ကျန်တာကိုယ့်အတွက်အားကိုးစရာရှိသေးလားရှိပါဘူးဗျာတရားအားထုတ်ထားတာရှိရင်တရားအားကိုးရလိမ့်မယ်တရားအားထုတ်ထားတာမရှိရင်အားကိုးစရာလက်မဲ့ဖြစ်လိမ့်မယ်ကုသိုလ်တွေလုပ်ထားတာရှိရင်ကုသိုလ်ကိုအားကိုးရလိမ့်မယ်ကုသိုလ်တွေမရှိရင်ဟုတ်လားအားကိုးမဲ့ဖြစ်လိမ့်မယ်ဒါအလုံးပရိသတ်ကြီးသဘောပေါက်တာကြီးတယ်ငယ်တယ်ရေတို့သိခြင်းတရားကတတ်မှတ်ချက်ရှိလားမရှိပါဘူးမရှိဘူးဒါကြောင့်မလို့အကောင်းဆုံးဖြစ်အောင်နေသွားပါအကောင်းဆုံးဖြစ်အောင်နေမှသာလေသိခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါမှာပြန်တွေးကိုယ့်ရဲ့ဘဝကြီးအစိမ့်မအေးရဘူးလားအေးရပါတယ်ဗျာဒါကြောင့်ဆိုလိုက်သေမာကြိုတွေးကုသိုလ်ရေးမနေပြုရမည်သေမာကြိုတွေးကုသိုလ်ရေးမနေပြုရမည်သုံးပါးဆိုလိုက်သေမာကြိုတွေးကုသိုလ်ရေးမနေပြုရမည်သေမာကြိုတွေးကုသိုလ်ရေးမနေပြုရမည်သေမာကြိုတွေးကုသိုလ်ရေးမနေပြုရမည်ကဲအားလုံးသောများကိုကုသိုလ်ကနေကိုဘဝကိုမြင့်တယ်လေးမှာဖြစ်ခြင်းကြောင့်သေမာကြိုတွေးပြီးတော့ကုသိုလ်ရေးတွေကိုစွမ်းနိုင်သမျှမေတ္တာလေးဘယ်လောက်ပါတယ်စေတနာလေးဘယ်လောက်ပါတယ်ဆိုပြီးတော့ကိုလှုပ်လိုက်တဲ့အလုပ်တွေရဲ့အပေါ်မှာစွမ်းအားတွေပြည့်ပြီးတော့အမျက်ထုတ်လိုက်စမ်းပါအမျက်ဆိုတာဥစ္စာရဏကိုပြောတာမဟုတ်ဘူးကိုလှုပ်တဲ့အပေါ်ကကုသိုလ်ရအောင်ယူပါလို့ပြောတာအားရအောင်ယူမလဲကုသိုလ်ရအောင်ယူပါကိုယ်စင်တို့အကြောင်းကြီးတွေဆောက်တယ်ဒီအကြောင်းကြီးတွေနဲ့ပတ်သက်ပြီးတော့ပရိယတ်တိအတွက်ပရိပတ်တိသာသနာတော်အတွက်ဉာဏ်တန်ခါတွေသတင်းသုံးလို့ဒီဘောကနေကုသိုလ်တွေရအောင်ယူဒါကိုအပိုင်နဲ့အကြောင်းကြီးကကိုယ်ပိုင်တာမဟုတ်ဘူးတရားဓမ္မတွေလည်းဒီတိုင်းမှာပဲကိုယ်အိမ်ကြီးကကိုယ်ပိုင်တာမဟုတ်ဘူးအဲ့တော့ဒီအိမ်ကြီးနဲ့ပတ်သက်ပြီးကုသိုလ်ရအောင်လုပ်ရင်တော့ကိုယ်ပိုင်တယ်ပေါ့ငါကောင်းစားဆိုပြီးတော့အစွဲနဲ့တည်ရင်တော့တရေဖြစ်မှာပဲအစွဲကြီးတရေကြီးဖြစ်မှာပဲဟုတ်တယ်မလားအဲ့တော့စီဝါဥစ္စာအပေါ်ကနေကုသိုလ်ရအောင်ယူအတ္တပညာတွေနဲ့ယဉ်ပြီးပြီးကုသိုလ်ရအောင်ယူတနေ့စွန့်ပြရမယ်ဒီခန္ဓာကုသိုလ်ရအောင်တရားရအောင်နာတာအသုံးချကြပြီတော့ဒီလိုပြောတာနော်အဲ့တော့မှအကောင်းဆုံးဖြစ်အောင်နေသွားတဲ့အတွက်ကြောင့်ကဲဒီဘဝနောင်ဘဝနိဗ္ဗာန်ကြည့်အောင်အကောင်းဆုံးသောအထောက်အပံ့တွေမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ဗျာဖြစ်နိုင်တယ်ကံတရားရဲ့စီမံချက်အတိတ်အနက်ဆိုတာလူတိုင်းမှာရှိတယ်သို့တော့အဲ့ဒီဘဝတန်ត្រာရဲ့ကံကြမ္မာအတိတ်အနက်ကိုဘယ်သူမှမသိနိုင်ဘူးဗျာသိနိုင်ရလားမသိ
ဘယ်နေ့ဘယ်ချိန်ဘယ်နေရာဆိုတာပြိဿကြီးသိခြင်းတရားနဲ့ရင်ဆိုင်ရမယ်ဆိုတာမသိနိုင်ဘူးအေးဘယ်နေ့ဘယ်ရက်ဘယ်ချိန်ဘယ်နေရာဟုတ်လားသိခြင်းတရားနဲ့ရင်ဆိုင်ရမယ်ဆိုတာမသိပေမဲ့လို့ဟုတ်လားသိရမယ်ဆိုတဲ့အတိကတော့ပြိဿကြီးမမေ့တယ်လို့မှန်ရလားမှန်ပါဗျာအဲကြောင့်သိမှကြိုတွေးကုသိုလ်ရေးမနေပြုရမည်လို့ဒါပြိဿကိုမှတ်ချက်ကလေးပေးထားတာဒီလိုဆိုလို့ရှိရင်အားလုံးခင်မိတဲ့အတွေးခေါ်လေးနဲ့နားလည်လိုက်စမ်းပါဘဝဆိုတာအချိန်အတိုင်းတာလေးနဲ့နေခွင့်ရတာပါဟုတ်တယ်မဟုတ်လားမှန်ပါဗျာအချိန်အတိုင်းတာလေးနဲ့နေရတာကိုနေခြင်းတလောက်နေလို့ရပါမရပါဘူးဗျာနေခြင်းတာဘောအသက်တရားကျော်လေးထိဒါပေမဲ့လို့ကိုနေခြင်းတလောက်နေလို့ရတာမရပါဘူးဗျာဒါဆိုရင်ဘုံဘုံကမှတ်ချက်ပေးမယ်အားလုံးမှတ်ထားနေခြင်းတလောက်နေလို့မရတဲ့အတွက်ကြောင့်နေခြင်းတလို့မနေနဲ့စကလုံးမတူဘူးနော်မှန်ပါဗျာဒီချာပြန်နာတော့နေခြင်းတလောက်နေလို့မရတဲ့အတွက်နေခြင်းတလို့မနေနဲ့ဟုတ်တယ်မလားမှန်ပါဗျာနေခြင်းတလောက်နေလို့ရတာမရပါဘူးဗျာဒါဆိုရင်နေခြင်းတလို့နေလို့ဖြစ်မလားမဖြစ်ပါဘူးဗျာအဲဒါဆိုရင်တရားကောင်းစဉ်လေးနဲ့ပြန်ပြောလိုက်ဘယ်လိုနေမလဲအကောင်းဆုံးဖြစ်အောင်နေသွားပါဟောနားလည်ပြီနားလည်ပါဗျာအမလည်းနိုင်စရာဘာမှမရှိဘူးနော်မှန်ပါဗျာနေခြင်းတလောက်နေလို့ရတာလားမရပါဘူးဗျာဒါဆိုရင်နေခြင်းတလို့မနေလိုက်ပါနဲ့ဘယ်လိုနေမလဲအကောင်းဆုံးဖြစ်အောင်နေသွားပါပြိဿရေဘယ်လိုနေမလဲအကောင်းဆုံးဖြစ်အောင်နေသွားပါဗျာကံတချက်ကလေးနဲ့ရှင်းတန်ရတဲ့ဘဝတစ်ခုမှာအကောင်းဆုံးဖြစ်အောင်နေသွားပါနေခြင်းတလို့နေလို့ဟုတ်လားမဖြစ်ဘူးဗျာပုရုဇဉ်ရဲ့စိတ်ဆိုတာမကောင်းတဲ့နေရာမှာပျော်မွေ့တာကိုနေခြင်းတလို့နေမယ်ဆိုလို့ဖြစ်မလားဖြစ်ပါဘူးဗျာမလေးကိုစိတ်ကိုစမ်းကြည့်သမ်းမှာနေခြင်းတလို့နေသမ်းဟာဆိုလို့များမလေးတရားစခန်းရောက်သွားမှမထင်နဲ့ရဲစခန်းရောက်သွားမဟုတ်ဘူးလားမှန်ပါဗျာကိုစိတ်ကိုလေနေခြင်းတလို့နေမယ်ကွာဆိုပြီးလွတ်ပေးကြည့်တာတရားစခန်းတို့ဘုန်းကြီးကျောင်းတို့ဓမ္မယုံတို့တရားဝဲတို့တော့ရောက်မှမထင်နဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒါဆိုရင်ဒီဒါကြောင့်မလို့နေခြင်းတလို့မနေနဲ့ဒီလိုပြောတာနော်မှန်ပါဗျာအေးဒါကြောင့်မလို့နေခွင့်ရတဲ့အချိန်လေးမှာကုသိုလ်စိတ်ကလေးနဲ့အကောင်းဆုံးဖြစ်အောင်နေသွားလိုက်ပါအဲ့ဒါကိုမြတ်စွာဘုရားကပြိဿကြီးဟောကြားတော်မူတယ်လို့မှတ်တာဘယ်မှာဟောတာလဲဆိုလို့ရှိရင်သာဝတိမြို့ဇေတဝန်ကျောင်းကြီးမှာနေတော့ကအနာရမိန်တထေးကြီးရဲ့သမီးသူမနာဆိုတဲ့နော်သမီးကြီးတယောက်ရှိတယ်အဲ့တော့ပြိဿကြီးသူမနာဆိုတဲ့သမီးကဖခင်ကြီးကသောတာပန်သူမနာဆိုတဲ့ဟုတ်လားသမီးအကြီးကသဂရာကံဖခင်ထက်တောင်မှတရားအဆင့်တစ်ဆင့်တာနေတယ်နော်ဒီကနေ့ဘုံဘုံတို့မျှော်နေတာအဲ့ဒါပဲမိဘထက်တာတော်မုံမြတ်တဲ့သားသမီးတွေကိုမျှော်လင့်ပါလေဆရာထက်တာတော်မုံမြတ်တဲ့တပည့်တွေကိုမျှော်လင့်ပါလေဘာဖြစ်လို့လဲအနိစ္စတရားကြီးကဟုတ်လားတသွင်သွင်စီးနေတဲ့ဟောဒီအေယာဝတီလိုပဲရှေးရသူတွေကဟုတ်လားအိုကြမယ်နာကြမယ်သိကြမယ်နောက်ကသူတွေကဒီနေရာတွေကိုဘာလို့အစားထိုးအစားထိုးတဲ့နေရာမှာဟုတ်လားပညာတတ်နှလုံးသားလှတဲ့သူတော်ကောင်းတွေအစားထိုးနိုင်ဖို့မလိုဘူးလားလိုပါရဲ့ဗျာမိဘနေရာကိုဘယ်သူအစားထိုးသာသမီတွေအစားထိုးဆရာနေရာကိုဘယ်သူအစားထိုးတပည့်တွေအစားထိုးရမယ်ဒါကြောင့်မလို့တိုင်းပြည်ရဲ့တရားဇာတဆိုတာဟာလားဟိုကြောင်မီးဝေးတို့ရေနံတို့တစ်တော်တို့နောက်ကြောင်စိမ့်တို့ဗရမ ्या တို့မဟုတ်ဘူးတိုင်းပြည်ရဲ့တရားဇာတဆိုတာဘာလဲလို့မေးရင်အနာဂတ်ရဲ့ကျေဝေလေးများဖြစ်တဲ့သားကောင်းသမီးများလေးတွေပါအိမ်တိုင်းကိုမိသားစုတိုင်းမှာသားသမီးလေးတွေမရှိဘူးလားရှိပါရဲ့ဗျာအဲ့တော့ဒါလေးတွေကိုလိမ္မာရေးချရှိဖို့ရန်အတွက်မလိုအပ်ဘူးလားဟုတ်ပါရဲ့ဗျာကိုရကိုရွာကိုကြောင်းကိုဘာသာကိုသာရဏမလိုအပ်ဘူးလားဟုတ်ပါရဲ့ဒီလိုအပ်တယ်ဒါကြောင့်မလို့ဟုတ်လားတရားစံကဆိုတာကိုမိသားစုတွေကမွေးဖွားလာတဲ့သားကောင်းသမီးများလေးတွေကိုဆိုလိုပါတယ်တပည့်ကောင်းလေးတွေကိုဆိုလိုပါတယ်အဲ့ဒါကြောင့်ဒီကနေ့ဟုတ်လားမျိုးဆက်တွေတိုးတက်ရကြမယ်သားတို့သမီးတို့တပည့်တို့ကိုပ
ညာပြည့်ဝနှလုံးသားလှတဲ့ဘဝမျိုးလေးတွေနဲ့တွေ့ရအောင်မြင်ရအောင်မိဘတွေဆရာတွေကနေပြီးတော့ပံ့ပိုးကူညီလို့ပေးရမှာမှန်ကြရဲ့လားမှန်ပါဗျာဒါမှအရေးချင်းပြည့်ဝတဲ့သားလေးတွေသမီးလေးတွေတပည့်လေးတွေဖြစ်လာရင်ဒါတိုင်းပြည်ရဲ့တရားစာတတိုင်းပြည်လုံးကောင်းအောင်လုပ်သွားလိမ့်မယ်သာသနာတော်ကြီးပုံပြိုးအောင်လုပ်သွားလိမ့်မယ်ကိုမိသားစုစာဝန်နေဝမ်းစာရေးမှာစာပြေလဲအောင်စွမ်းဆောင်နိုင်ကြလိမ့်မယ်ကိုရကိုဘာသာသာသနာအတွက်အလုပ်လုပ်ကြလိမ့်မယ်မှန်ကြရဲ့လားမှန်ပါဗျာဒါကြောင့်မလို့ကိုအရာကိုဒေသကကိုရွာကနော်အဲ့ဒါထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တယောက်ပေါ်ပေါက်လာပြီဆိုလို့ရှိရင်တစ်တပင်ကောင်း2000မကိုရဘူးလားကိုရတယ်အဲ့ဒါကြောင့်မလို့တယံစာတဆိုတာရေနံနေတစ်တော်တွေနော်အဲ့ဒီမှာကြောင်မီးသွေးတွေကြောင်စိမ့်တွေမဟုတ်ဘူးဟုတ်လားသားလေးတွေသမီးလေးတွေပါဒါကြောင့်ဘာသာယဉ်ကျေးမှုနဲ့တွဲဖက်ပြီးတော့လိမ္မာရေးကြရှိအောင်ပြုပြင်ပေးဖို့ကတော့တို့မိဘဆရာတွေရဲ့တာဝန်အပြည့်အဝရှိပါတယ်မရှိဘူးလားရှိပါတယ်ဗျာဒါကြောင့်ယခုဒီမှာဖခင်ကြီးကသောတာပန်သမီးကသရလာကံဖခင်တဲ့တရားအစစ်တဆင်ပြိတ္တကြီးသာနေတယ်အဲ့တော့ဘုရုစေမဟုတ်တော့ဘူးအရိယာပုဂ္ဂိုလ်ဖြစ်နေပြီအဲ့တော့သူမနာဆိုတဲ့နော်အနာရမိန်တတိကြီးရဲ့သမီးသူလည်းပဲအနိစ္စတရားရှိတော့သူကတော့ဖခင်ထက်အရှင်နော်ဒါကွယ်တော်နဲ့ရှာတယ်ပေါ့အဲ့ဒီမှာသူကွယ်တော်ကနီးလေးမှာဖခင်ကိုနော်တတိတံဝေကရအောင်ဆိုပြီးအဖေလို့မခေါ်ပဲနဲ့မောင်ငယ်လေးလာပါအောင်ဆိုပြီးတော့ခေါ်လိုက်တယ်အဖေကိုမောင်ငယ်လေးလာပါအောင်မောင်လေးလာပါအောင်ပေါ့အဲ့ဒီတော့အဖေကငါသမီးလေးတော့လေအောင်6ချမ်းနဲ့တရားမှာကိုကြောက်လို့ကြည်စမ်းအဖေကိုအဖေလို့သူမသိတော့ဘူးကြည်စမ်းငါ့ကိုမောင်လေးလာအောင်ဆိုပြီးခေါ်နေတယ်ဆိုပြီးအဖေကပြိတ္တကြီးဒီလိုထင်တာတကယ်တော့ပြိတ္တကြီးအဲ့ဒီလိုမဟုတ်ပါဘူးဗျာဖခင်တဲ့တရားတစ်ဆင့်သားနေတဲ့အတွက်ကြောင့်တဂရကံဖြစ်နေတဲ့သမီးကသောတာပန်ဖခင်ကြီးကိုမောင်လေးရေလာအောင်ဆိုပြီးတော့ပြိတ္တကြီးခေါ်သွားပါတယ်အဲ့ဒီလိုလေးခေါ်ပြီးတော့ပြိတ္တကြီးသူဟာဒီကုန်းချုပ်လို့ဟာလားဘဝဆုံးသွားရှာတယ်အဲ့ဒီရဲ့အကြောင်းလေးကိုစေတကောင်းရင်များစွာပြပြီးတော့ဘုရားရှင်ကိုရှောက်ထားပါတယ်ဒီမှာဘုန်းတော်၆ပါးတဲ့ခင်တပ်ပေဘုရားရှင်ကိုတော်မြတ်ကကျောင်းသားရကအနာရဝေသတိကျောင်းသားရကကြီးသိရဲ့သမီးဟာဘယောင်၆ချမ်းနဲ့မောင်လေးလို့ခေါ်သွားတာမဟုတ်ဘူးအမှန်အကန်ခေါ်သွားတာမှန်ပါပါမြတ်စွာဘုရားတပည့်တော်နားမလဲနိုင်အောင်ဖြစ်နေပါလေဘုရားဘယ်တဲ့ကြောင့်အဖေကိုမောင်လေးလို့ခေါ်ရတာတော့ဘုရားအကြောင်းရှိတယ်ဘွယ်ဒီလိုကျောင်းတရားကြီးဟာသောတာပန်ဒိဋ္ဌာကြီးကျောင်းတရားကြီးရပါလေသောတာပန်ပါဗျာဒီသိရဲ့သမီးဟာတရားအဆင့်တွေတက်လို့သောတာပန်မကဒဂရကံအဆင့်ထိရောက်သွားတာသောတာပန်ထက်တဆင့်သာတဲ့ဒဂရကံပုဂ္ဂိုလ်ကြီးဖြစ်သွားတာအဲ့ဒါကိုဟာလားအဖေသိအောင်အဖေသမီးအတွက်စိတ်ချပါကျေနပ်ပါဆိုပြီးတော့အဲ့ဒါဖခင်ကြီးတောကတွေနဲ့ငြိမ့်အေးအောင်ဆိုပြီးတော့ပဟေလိဆန်ဆန်နဲ့ပြောသွားတာဒါမြတ်စွာဘုရားကပြန်လည်ပြီးတော့ရှင်းလင်းချက်ထုတ်ပေးရတယ်ပေါ့နော်မှန်ပါဗျာအဲ့ဒီတော့မှတရားတစ်ဆင့်သာလို့သဂရကံပုဂ္ဂိုလ်ကသောတာပန်ပုဂ္ဂိုလ်ကိုမောင်လေးလို့အဲ့ဒီလိုအဓိပ္ပာယ်မျိုးနဲ့ခေါ်သွားတာကဲပရိသတ်ကြီးရောရှင်းသွားပြီလားမှန်ပါဗျာဒီတော့မှပရိသတ်ကြီးဖခင်ကြီးဟာသမီးအတွက်စေရပါပြီသမီးကတဂရကံဖြစ်ပြီးတော့မဲ့ဉဏ်ဘုံဉဏ်ဖြင့်တဆင့်ကြီးတဲ့အတွက်ကြောင့်သင်ကိုမောင်လေးတို့ခေါ်ဆိုရတယ်ဆိုတဲ့အကြောင်းဗုဒ္ဓရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူတယ်ဒါကြောင့်တကားတော်ကျောင်းတာယကံကြီးသူ့ရဲ့ဘဝဟာလေပုထုဇဉ်အဖြစ်ကနေလွန်မြောက်လို့ကာယကံမှာလည်းပဲအပြည့်ကင်းဝစီကံမှာလည်းအပြည့်ကင်းမနောကံမှာလည်းအပြည့်ကင်းတန်ရှင်းစင်ကြယ်လို့အနာရမိန်တတိကြီးရဲ့အိမ်မှာနေစဉ်နဲ့အများတန်ခါ2000လောက်ကြွပြီးတော့နေတိုင်းဆုံးပုံပေးတာအားကြစရာမကောင်းဘူးလားမှန်ပါဗျာတန်ခါဘယ်လောက်လဲ2000ပါဗျာအားကြစရာကြီးနော်မှန်ပါဗျာဒါကြောင့်ဦးဇင်းစာရီဖိုင်ရမတ်ဘုရားနဲ့နောက်ပါတန်ခါတော်များ900ဒေသစာရီကြွပြီးတော့ဘယ်မြို့ဘယ်နေရာရောက်တော့ဘယ်ပုဂ္ဂိုလ်ကိုတရားဟောလို့ဘယ်လိုကျွတ်တန်းဝင်နေဆိုတဲ့ဒုက္ခတိတွေအများကြီးမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါလေးဦးဇင်းကများများဖတ်ပြီးတော့င
ဆုံးကတ်လို့ရှိရင်တန်ခါ900 900အဲ့ဒီလိုပဲကတ်ချင်တာအဲ့ဒီအောက်ကတ်ရလို့ရှိရင်ကိုယ်စိတ်ထဲမှာလေအားကိုမရဘူးနော်ဒါကြောင့်ဦးဇင်းဒီမှာဗိမာန်တော်ကြီးရေစက်ချပွဲလေး2ရက်3ရက်နော်တို့ရွာလူတွေနဲ့ဟုတ်လားစုပေါင်းပြီးကုသိုလ်ယူကတ်လိုက်တာအတိုင်းတန်ခါလေးအများကြီးပဲမဟုတ်လားအဲ့ဒါဗိမာန်ရေစက်ချကနေပြီးတော့စလိုက်တာယခု90ကျောင်းတော်ကြီးရေစက်ချတော့ဒါနည်းနည်းလေးနော်အကျောင်းတော်ကြီးထဲမှာအားဖြည့်ပြီးသုံးနေရတဲ့အတွက်ကြောင့်လျှော့လိုက်ရတယ်လျှော့လိုက်တယ်ဆိုတာတော့မှ380လောက်စိတ်ထဲမှာအားမရဘူး900မပြည့်ဘူးနော်မြတ်စွာဘုရားနဲ့တပါးနောက်ပါသံဃာတော်900ခရီးဒေသစာရီကြွားအဲ့ဒီမှာပြိတ္တကြီးစိတ်ထဲမှတ်ပြီးတော့ပူဇော်ကြည်နူးလိုက်တာအဲ့ဒီအိဗယ်မျိုးနဲ့ဦးဇင်းကကတ်တူခဲ့တာနော်ကဲယခုဒီမှာအနာတပင်တတိကြီးအိမ်မှာ2000ဆိုတော့ကိုရွေးကြီးညိုစရာမကောင်းဘူးလားမှန်ပါဗျာအဲ့ဒီမှာသံဃာဝေယဝိသဗုဒ္ဓဓမ္မသံဃာဝေယဝိသတွေပြုလုပ်ဆောင်ရွက်ခဲ့တဲ့သူမနာဆိုတဲ့ဟောဒီကျောင်းတကာကြီးရဲ့သမီးကလေအဲ့ဒါသူ့ရဲ့နော်လုံဆောင်ချက်တွေမှာမေတ္တာဆွမ်းအားတွေအပြည့်စေတနာဆွမ်းအားတွေအပြည့်အဲ့ဒီလိုလုပ်ခဲ့တာတဲ့အဲ့ဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့်တိုင်သောတာပန်နဲ့မကသဂရကံအဆင့်ကြီးအောင်ရောက်မသွားဘူးလားအဲ့တော့သူ့ရဲ့ဘဝကအပေတကားပိတ်လို့နိဗ္ဗာန်နဲ့နေမသွားဘူးလားဒီအဲ့ဒါကိုအကြောင်းပြုပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကတတပုံညောကောင်းလို့ဆိုရင်ပြုပြီးပြီလို့ကြွေးကြော်နိုင်ရပြီဆိုရင်ဣရာနန္တတိဘဝမှာလည်းပဲပြန်တွေ့စေရပါပြီပိဿနန္တတိတမလုံးလောကအတွက်လည်းပဲစေရပါပြီအတ္တနောမိမိရဲ့ကမ္မဝိတုဒ္ဓေကာယကံဝစီကံမနောကံတန်ရှင်းစင်ကြယ်မှုတွေကိုတွေ့ရမြင်ရတဲ့အတွက်ကြောင့်ဥပယတ္တဤလောကနောင်လောကနတ်ခုသောဘဝတွေမှာမောရတိပမောရတိမွေးလျော်နှင်းချ၏ပျော်လိုက်နိုင်တော့တည်းလို့ဘဂဝါဘုံတော်၆ပါးတည်းသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်သည်အဘာတိကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါ၏တည်းတရားချစ်ခင်သူတို့စင်ပေါင်းတို့ယနေ့ညဟောကြားအပ်သောအကောင်းဆုံးဖြစ်အောင်နေသွားပါလို့ညီပေးတဲ့တရားတော်မိမရင်းဒီကုန်းချုပ်အဆုံးသတ်ပါရစေတော့ဘဝရဲ့လက်ကျန်အချိန်တွေမှာအတိတရားဖြင့်တရိထားပြီးမိမိရဲ့စိတ်ကလေးကိုလောဘမကပ်ရလေအောင်ဒေါသနဲ့မပေါင်းမိလေအောင်မောဟဆိုတဲ့တစ်ပတ်ဆုံးမရောက်ရလေအောင်အတိတရားနဲ့တရိထားလို့ကိုယ့်ရဲ့စိတ်ကလေးကိုပြုပြင်လို့မေတ္တာဆွမ်းအားဖြင့်ချမ်းရန်စေတနာဆွမ်းအားဖြင့်ချမ်းရန်လို့လုံသမျှစီဝါရေးလူမှုရေးဘယ်အရေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တိုင်းမှာကုသိုလ်ရအောင်လှုပ်ဆောင်သွားပါလို့လမ်းညွှန်ချက်ပေးတဲ့တရားတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီတရားဒေသနာတော်ကိုလိုက်နာကျင့်သုံးအားထုတ်နိုင်ရသဖြင့်မိမိတို့ရဲ့ဘဝကိုအကောင်းဆုံးဖြစ်အောင်တည်ဆောက်နိုင်ရပါစေလို့ဗရဏာစုအခါရပြုလျက်သာရုဏံအောင်နမိတ်ဖြင့်အောင်ပိသိသွန်တော်မူနိုင်ကြပါစေကုန်သတည်း